Bonjour à tous အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူပုဂ္ဂိုလ်ဒါမှမဟုတ်ပစ္စည်းတစ်စုံတစ်ရာကိုမိတ်ဆက်ဖော်ပြတဲ့အခါမှာသုံးနှုန်းတဲ့အသုံးနှုန်းလေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံး voici နဲ့ voila အဓိပ္ပာယ်ကတော့ here is ဆိုပြီးတော့ကွန်စာကွန်ပိတ်ထဲမှာရေးပေးထားပါတယ်အဲ့တော့ voici နဲ့ voila ကိုလူပုဂ္ဂိုလ်တွေကိုမိတ်ဆက်တဲ့အခါမှာအဓိကထားပြီးတော့သုံးနှုန်းတယ်ပထမဦးဆုံးနံပါတ်1ကိုကြည့်မယ်ဆိုရင် voici ou voilà plus prénom d'une personne or prénom d'une personne ဆိုတာတော့ first name of a person အဲ့တော့ပြင်သစ်လူမျိုးတွေကသူတို့ရဲ့ရှေ့နာမည်နဲ့နောက်နာမည်မှာနောက်နာမည်ကတော့မိသားစုနာမည်ဖြစ်ပြီးတော့ရှေ့နာမည်ကတော့ကိုယ်ပိုင်နာမည်တွေဖြစ်ပါတယ်အဲ့တော့ဒီ voici ဒါမှမဟုတ် voilà ကိုရှေ့နာမည်ကိုယ်ပိုင်နာမည်တွေနဲ့ပေါင်းပြီးတော့သုံးနှုန်းတဲ့အခါမှာလူတယောက်ကိုမိတ်ဆက်ပေးတဲ့သုံးနှုန်းတစ်ခုဖြစ်သွားတယ်ဥပမာဆိုလို့ရှိရင်အောက်မှာ voici ဖြစ် here is ဖြစ်သူကဖြစ်ပါ voilà Nicole သူကNicole ပါကပုံလေးနှစ်ခုမှာဆိုရင် Nicole နဲ့ Marie ဆိုတဲ့ကောင်မလေးနှစ်ယောက်ရှိတယ်အဲ့မှာ Maria Nicole ကိုတခြားလူတွေနဲ့မိတ်ဆက်ပေးနေတယ် Bonjour à tous voici Nicole အားလုံးပဲမင်္ဂလာပါသူကတော့ Nicole ပါအဲ့တော့နံပါတ်2မှာကျတော့ voici ou voilà plus déterminant plus non determinant plus non ဆိုတာ determiner နဲ့ noun နဲ့ပေါင်းပြီးတော့သုံးနှုန်းတဲ့အသုံးနှုန်းဖြစ်ပါတယ်အဲ့ဒီမှာတော့နာမည်ရှေ့နာမည်နောက်နာမည်နဲ့မဟုတ်ဘဲလူတယောက်ရဲ့အလုပ်ကိုင်းနာမမဟုတ်ရင်ဆက်နွယ်ပတ်သက်မှုတစ်ခုခုကိုဖော်ပြတဲ့နေရာမှာသုံးနှုန်းတယ်ဥပမာဆိုလို့ရှိရင်အောက်မှာ voici le médecin သူကတော့ဆရာဝန်ပါ voilà mon frère သူကတော့ငါအကိုဒါမှမဟုတ်ငါညီဒါမှမဟုတ်ငါမောင်လေးပါအဲ့တော့အောက်ကပုံလေးမှာကလေးလေးယောက်ရှိတယ်ဖြဲအာမီလီမာရီပေါ်သူတို့ထဲမှာမာရီဆိုတဲ့ကလေးမလေးကသူ့တငယ်ချင်းဖြဲကိုသူ့ညီမလေးနဲ့မောင်လေးနဲ့မိတ်ဆက်ပေးနေတယ် Bonjour Pierre voici ma soeur Amélie et voilà Paul mon frère မင်္ဂလာပါဖြဲဒါတော့ငါညီမလေးအာမီလီဖြစ်ပါတယ်ဒီဘက်ကတော့ငါမောင်လေးပေါ်ပါအဲ့တော့ voici နဲ့ voilà ကိုလူပုဂ္ဂိုလ်တွေကိုမိတ်ဆက်ပေးတဲ့နေရာမှာအခုလိုပဲသုံးနှုန်းပါတယ်အခုကတော့ Ilia ရဲ့အဓိပ္ပာယ်ကအင်္ဂလိပ်လို့ဆိုရင် there is ဒါမှမဟုတ် there are သူ့ရဲ့အဓိပ္ပာယ်ကတော့ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါသူ့ရဲ့အသုံးနှုန်းပုံစံက Ilia plus déterminant plus non Ilia ကို determiner ရဲ့ noun ရဲ့ပေါင်းပြီးတော့သုံးတယ်အဲ့တော့ဥပမာအနေနဲ့အောက်မှာကြည့်မယ်ဆိုရင် Ilia un examen there is an exam ဒီမှာစာမွေးရှိတယ်လို့ပြောတာပါအဲ့တော့ determiner ကဒီမှာ indefinite article and ဖြစ်ပြီးတော့ noun ကတော့ examen ဖြစ်ပါတယ် Il y a une femme there is a woman ဒီမှာအမျိုးသမီးတစ်ယောက်ရှိတယ်အဲ့တော့ determiner ကဒီနေရာမှာ indefinite article une ဖြစ်ပြီးတော့ noun ကတော့femme ဆိုတဲ့အမျိုးသမီးဖြစ်တယ်ပြင်သစ်ဘာသာစကားမှာနာမ်တွေကအထီးမတွေခွဲတဲ့အတွက်ကြောင့်မို့လို့ဒီမှာတော့စာမွဲကအထီးနာမ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ indefinite article un ကိုသုံးပြီးတော့ femme ဆိုတဲ့အမနာမ်ကတော့ indefinite article une ကိုသုံးတယ်နောက်တစ်ခုက il y a des voitures there are cars ဒီမှာကားတွေရှိတယ်အဲ့တော့ဒီမှာကျတော့ determiner က they ဖြစ်ပြီးတော့ noun ကတော့ voiture ဖြစ်တယ်အများကြီးကိုပြတဲ့ indefinite article they က determiner ဖြစ်ပြီးတော့ voiture ကတော့ noun ဖြစ်တယ်နောက်တစ်ခုက il y a du vent သူ့ရဲ့တိုက်ရိုက်အဓိပ္ပာယ်ကတော့ဒီမှာလေတွေရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါဒါပေမဲ့စီလျောအောင်ပြန်မယ်ဆိုရင်ဒီမှာလေတိုက်တယ်ဆိုတဲ့သဘောကိုပြောတာပါအဲ့တော့ဒီမှာ determiner က du ဖြစ်ပြီးတော့ noun ကတော့ vent ဖြစ်တယ်အဲ့ဒီဘက်မှာကလေးလေးတယောက်ဖုန်ပြောနေတဲ့သူ့ရဲ့ပုံကြည့်မယ်ဆိုရင်သူက oui il y a un examen demain ဟုတ်တယ်မနေ့ကစာမွေးရှိတယ်ဒီနေရာမှာ il y a ကိုပစ္စည်းတစ်စုံတရာဒါမှမဟုတ်လူပုဂ္ဂိုလ်တူတယောက်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသုံးတယ်နောက်တစ်ခုကတော့ c'est ဒါမှမဟုတ် ce sont c'est ကတော့အနည်းကိန်းကိုသုံးပြီးတော့ ce sont ကတော့အများကိန်းကိုသုံးတယ်သူတို့ရဲ့အဓိပ္ပာယ်တွေကတော့အင်္ဂလိပ်လို့ဆိုရင် this is ဒါမှမဟုတ် these are ဖြစ်တယ်
और नंबर 1ကိုကြည့်မယ်ဆိုရင် say blue determinant blue non singulier အဲ့တော့ say ကိုဘယ်လိုသုံးမလဲဆိုတော့ determiner ရဲ့ singular noun ပေါ့နော်အနေကိန်းနာမ်နဲ့သုံးတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်အောက်မှာ c'est un étudiant this is a student c'est ma règle this is my ruler အဲ့တော့ဒီမှာ say နဲ့ determiner နဲ့ singular noun နဲ့သုံးထားတာကိုတွေ့ရမယ်နံပါတ်2မှာဆိုရင် ce sont blue déterminant blue non pluriel အဲ့တော့ ce sont ကတော့အများကြီးကိုသုံးတဲ့အတွက်ကြောင့်မို့လို့ plural noun နဲ့သုံးတယ်ဥပမာဆိုလို့ရှိရင်အောက်မှာ ce sont des chats ဒါတွေကကြောင်တွေဖြစ်တယ် ce sont mes parents သူတို့ကငါမိဘတွေဖြစ်တယ်အဲ့တော့ဒီမှာ determiner တွေကအများကြီးကိုပြတဲ့ determiner တွေဖြစ်နေတာကိုတွေ့ရမယ်နံပါတ်3က c'est ou ce sont plus prénom ou nom au singulier ou pluriel အဲ့တော့ c'est ဒါမှမဟုတ် ce sont ကိုလူပုဂ္ဂိုလ်ရဲ့ရှေ့နာမည်ဒါမှမဟုတ်ရင်မိသားစုနာမည်တွေနဲ့သုံးတယ်ဥပမာဆိုလို့ရှိရင် c'est Marie this is Marie သူက Marie ဖြစ်တယ် c'est monsieur Legrand ဒါက monsieur Legrand ဖြစ်တယ်အဲ့တော့ဒီမှာ c'est monsieur Legrand မှာကျတော့နောက်နာမည်ကိုသုံးပြီးတော့အပေါ်က c'est Marie ကတော့ရှေ့နာမည်ကိုသုံးထားတာဖြစ်တယ် ce sont Marie ဖြစ် they are Marie and ဖြစ် ce sont ကတော့အများကြီးကိုဖော်ပြရတဲ့အတွက်ကြောင့်မို့လို့လူပုဂ္ဂိုလ်ကတူထက်မကရှိနေတာဖြစ်တယ်အဲ့တော့ဒီဘက်ကဥပမာလေးကိုကြည့်မယ်ဆိုရင်အပေါ်ဘက်မှာကလေးလေးတစ်ယောက်ကိုမိတ်ဆက်ပေးတယ် voici André c'est un étudiant သူက André ပါကျောင်းသားတစ်ယောက်ဖြစ်တယ်အောက်မှာဆိုရင် ce sont des chats ဒါတွေကကျောင်းလေးတွေဖြစ်တယ်အဲ့တော့ဒီမှာတော့ c'est ဒါမှမဟုတ် ce sont ကိုအနေကိန်းဒါမှမဟုတ်အများကိန်းနာမ်အနေနဲ့ဘယ်လိုမိတ်ဆက်ဖော်ပြလဲဆိုတာကိုရှင်းပြသွားတာဖြစ်တယ်အဲ့တော့နောက်ဆုံးတစ်ခုကတော့ il est ou elle est ils sont elles sont il est ဒါမှမဟုတ် elle est ဆိုတော့အင်္ဂလိပ်လိုဆိုအဓိပ္ပာယ်ဆိုရင် he ဒါမှမဟုတ် she is ils sont elles sont ကတော့အများကြီးဖြစ်ပြီးတော့အင်္ဂလိပ်လိုဆိုရင်တော့ they are ဖြစ်တယ်အဲ့တော့နံပါတ်1မှာကြည့်မယ်ဆိုရင် il est ou elle est plus non singulier အဲ့တော့ il est ဒါမှမဟုတ် elle est ကို singular noun နဲ့သုံးတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်အောက်မှာ il est chanteur elle est enseignante အဲ့တော့ဒီမှာတော့အလုပ်ကိုင်တွေကိုဖော်ပြတဲ့နေရာမှာဘယ်လိုသုံးနှုန်းလဲဆိုတာကိုရှင်းပြထားတာဖြစ်တယ်အဲ့တော့ဒီမှာ chanteur ဆိုတာကဆိုတော့ဖြစ်ပြီးတော့ enseignant ကတော့ဆရာမဖြစ်တယ်အင်္ဂလိပ်မှာဆိုလို့ရှိရင်he is a singer she is a teacher ဆိုပြီးတော့ indefinite article တွေနဲ့သုံးတယ်ဒါပေမဲ့ပြင်သစ်မှာတော့he is she is လို့အဓိပ္ပာယ်ရတဲ့ il est နဲ့ elle ကိုအလုပ်ကိုင်ဖော်ပြတဲ့နေရာမှာအသုံးပြုမယ်ဆိုရင် indefinite article ပဲဖြစ်ဖြစ် definite article ပဲဖြစ်ဘလို့ article မျိုးမှာထည့်သုံးလို့မရဘူး noun နဲ့တိုက်ရိုက်ပဲသုံးတယ်နံပါတ်2မှာ ils sont elles sont plus non pluriel ဥပမာဆိုရင် ils sont chanteurs elles sont enseignantes အဲ့ဒီအပေါ်က il est chanteur elle est enseignant ကိုအများကြီးနဲ့ဖော်ပြမယ်ဆိုရင် ils sont chanteurs elles sont enseignantes ဖြစ်တယ်နံပါတ်3မှာဆိုရင် il ou elle est plus adjectif singulier il est ဒါမှမဟုတ် elle ကို singular adjective နဲ့သုံးတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုရင် il est chinois elle est gentille il est chinois ဆိုတာ he is Chinese elle est gentille she is nice နံပါတ်4ကိုကြည့်မယ်ဆိုရင် ils sont ou elles sont plus adjectif pluriel plural adjective ကိုသုံးမယ်ဥပမာဆိုရင် ils sont chinois elles sont françaises အဲ့တော့ပြင်သစ်ရဲ့နာမဝေဒနာတွေကအင်္ဂလိပ်လိုမဟုတ်ပါဘူးအင်္ဂလိပ်မှာဆိုရင်တော့ adjective ကအနေကိန်းတွေအများကြီးနေဖော်ပြစရာမလိုပေမဲ့ပြင်သစ်မှာတော့နာမဝေဒနာတွေကအနေကိန်းအများကြီးရှိတယ်အဲ့တော့ဒီဘက်မှာကြည့်မယ်ဆိုရင်ပုံလေးမှာမာရီဆိုတဲ့ကောင်မလေးရှိတယ် voici Marie c'est une enseignante elle est gentille သူ
သူကတော့မာလီပါဆရာမတစ်ယောက်ဖြစ်တယ်သဘောလဲကောင်းတယ်အောက်မှာတော့ Pierre နဲ့ Julie ရှိတယ် et voilà Pierre et Julie ce sont des étudiants ils sont chinois သူတို့ကတော့ Pierre နဲ့ Julie ပါကျောင်းသားလေးဖြစ်တယ်တရုတ်လူမျိုးတွေလည်းဖြစ်တယ်အဲ့တော့ဒါကတော့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်လွယ်ပါတယ်ဟိုဘက်ဒီဘက်စကားလုံးလေးတွေတွဲပေးအောင်ပါဒီဗီဒီယိုလေးကို10မိနစ်တောင်မှမဟုတ်2မိနစ်လောက်ရက်ပြီးတော့လေ့ကျင့်ကြည့်လို့ရပါတယ်ပြီးရင်ဖြည့်တိုက်ပါမယ်ဒါရတော့အဖြည့်တွေပါအားလုံးမှန်မယ်လို့ထင်ပါတယ်ကျေးဇူးပါ